နောက်တစ်ခါပေါ့ကျမတို့အငယ်တော့အတွေ့အကြုံဆိုရင်ကျမအဖေရှိတယ်ပေါ့နော်ကျမအဖေကတော့ဒီ parent ချင်းမှာကောင်းလားမကောင်းလားတော့ကျမတို့ငယ်တော့မသိဘူးပေါ့နော်ဒါပေမဲ့အခုကျမတို့ပြန်စဉ်းစားကြည့်တဲ့အခါမှာသူ့ရဲ့ parent ချင်းမှာလည်းကောင်းတဲ့အရာတွေကျမတို့အများကြီးတွေ့ရတယ်ပေါ့နော်ကျမတို့ငယ်တော့ဆိုရင်ကျမတို့ကဒီ lady ချန်ဒီမှာအဖေကခေါ်သွားတယ်ပေါ့နော်ခေါ်သွားကျမတို့ငယ်လေးရှိသေးတယ်လင်္ကာတန်းအရွယ်ပေါ့လင်္ကာတန်းအရွယ်မှာကျမတို့ငယ်ငယ်တွေကစီးပွားရေးကိုမြင်တတ်အောင်လုပ်တတ်အောင်သူသင်ပေးတဲ့အရာတွေကျမတို့တွေ့ရတယ်ကျမတို့ဒီ channel ခေါ်ရတယ်ခေါ်သွားပြီးသူပြတာပေါ့နော်ဒီ site ခင်းတွေအကုန်လုံးသူပြပြီးဒီ site ခင်းတွေကနေတို့အားလုံးရဲ့အပိုင်ပဲနေတို့ပတ်စံကိုဘယ်လိုရှာမလဲကိုယ့်ကိုစဉ်းစားပြီးတော့ပတ်စံရှာလို့ရတယ်ကျမကြည့်လိုက်တဲ့အခါမှာချင်မောင်ပြီးမုံလာပြီးအပင်တွေအများကြီးကျမတွေ့တာပေါ့ကျမမျက်လုံးထဲမှာဒါတွေအားလုံးကပတ်စံတွေပဲဆိုတော့ကျမအဲ့ချင်မောင်ရွက်တွေအကုန်လုံးခုပြီးရင်ကျမစီးပြီးတော့ကျမတို့ရွာမှာဆိုချင်မောင်ရွက်ပေါ်တော့သူကမစားဘူးလေနော်ဆိုတော့မြို့ကိုကျမပို့လိုက်တယ်ပေါ့နော်မြို့ကိုကျမပို့လိုက်ပြီးစီးပြီးတော့တောင်းနေထဲမှာထည့်ပြီးတော့မှဖက်တွေနဲ့အုပ်ပြီးတော့မှကျမမြို့ကိုပို့လိုက်ရင်ကျမကအဲ့ဒီထွက်သမျှအရွက်တွေအသီးအနှံတွေအကုန်လုံးကကျမပတ်စံပဲငါပြောသီးပေါ့နော်ငါပြောသီးဆိုလဲကျမတို့ကဒီမှာအလကားရနေတယ်ကျမတို့ဒီငါပြောသီးကိုလည်းကျမတို့ရောင်းလိုက်ကျမတို့ပတ်စံရတယ်ကျမတို့စုခုထဲမှာကျမတို့ပတ်စံပဲနောက်တစ်ခါကျမအနေနဲ့ကြတော့ကျမငယ်တွေကဒီအရာတွေကိုကျမဖေကလှုပ်ခွင့်ပေးတာပေါ့နော်နောက်တစ်ခါကျတော့ကျမကလည်းကိုယ်တိုင်လည်းဒီငယ်လေးတွေကကျမမှာအခုခေတ်ခေါ်မယ်ဆို business partner တွေရှိတာပေါ့နော်တကြောင်လုံးပါကျမရဲ့ညီမရှိတယ်ကျမညီမရဲ့တငယ်ချင်းတွေရှိတယ်ကျမတူမရှိတယ်ကျမတူမရဲ့တငယ်ချင်းတွေရှိတယ်သူတို့ကကျမကိုဈေးရောင်းပေးတာပေါ့နော်ကျမကိုယ်တိုင်တော့ရောင်းစရာမလိုဘူးဈေးရောင်းပေးတယ်အယုတ်ကလေးတွေရောင်းတယ်အဲ့ခေတ်တော့ဆိုရဲကိုလင်းစားနေဆိုခေတ်ပေါ့နော်ဆိုအဲ့ရုပ်ကလေးတွေရောင်းတယ်ဆိုသူတို့လည်းရောင်းပေးတယ်အပြီးဂျာဒီပေါ်တွေပေါ့နော်မင်းဇီဒီပေါ်တွေစီဆိုဇီတို့အဲ့လိုမျိုးကကျမတို့ရောင်းတယ်ပေါ့ရောင်းလိုက်ရတဲ့ပတ်စံတွေမှန်တယ်များကျမပတ်စံဖြစ်တယ်သူတို့လည်းပတ်စံရတယ်ပေါ့သူတို့ commission ရတယ်ပေါ့နော်ဆိုကျမတို့ငငယ်လေးတည်းကဒီလိုမျိုးပေါ့နော် nature နဲ့ကျမတို့ကိုကြီးခိုင်းတယ်ပြီးရင်ကျမတို့ကိုယ်တိုင်ဒီလိုပတ်စံရှာတဲ့ခါကျတော့ကျမတို့မှာ rational thinking ရှိတယ်ပေါ့နော်ဒီပတ်စံရရင်ဘယ်လိုလုပ်မလဲပြီးရင်ဒီပတ်စံနေနဲ့ဘယ်လိုတိုးပွားအောင်လုပ်မလဲနောက်တစ်ခါကျရင်ခုနကလို business partner ပေါ့ခုန business partner တွေနဲ့ပေါင်းပြီးတော့မှဘယ်လိုလုပ်မလဲပေါ့ဆိုတော့တမျိုးတွေကျမတို့ networking ပေါ့နော်ဒါတွေကိုကျမတို့ကငငယ်တွေက4 5တန်း6တန်း9တန်း10တန်းအရွယ်တွေကကျမတို့ကဒါကိုငငယ်တွေကလက်တွေ့လုပ်ခဲ့ရတဲ့အတွက်အကောင်းသင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ချုပ်ကလေးတွေလည်းကျမလုပ်ဖို့မတင်နဲ့ကျမတခါလဲတွေ့တယ်ပေါ့စမ်းကြောင်းမှာဒီမိဘတချို့ကနေသူကလေးတွေကိုဈေးရောက်ခိုင်းတာပေါ့နော်ဆိုတော့ဒါငငယ်လေးတွေကကျမတို့ကဒီအရာတွေကိုလုပ်ထားပေးဖို့လိုတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျမအဖေနောက်တစ်ခုလုပ်ရရှိတယ်ကျမတို့ကဒီအလုပ်သမားတွေနဲ့တန်းတူပဲပေါ့နော်ကျမတို့လုပ်ရတယ်စေတန်းအောင်တဲ့အချိန်ပေါ့နော်ကျမတို့လုပ်ရတယ်ဆိုတော့ကျမတို့ဒီဟိုပါပေါ့နော်ဒီအလုပ်သမားတွေနဲ့အတူလုပ်ရတဲ့ခါကျတော့ကျမတို့ကဘာဖြစ်လဲဆိုတော့တနည်းအားဖြင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေကျမတို့လုပ်တက်သွားတယ်နောက်တစ်ခါကျရင်စာနာနားလည်မှုပေါ့နော်ကျမတို့ကဒီမတူတဲ့လူတွေမှာဘယ်လိုစာနာနားလည်ရမလဲဆိုတော့ကျမတို့သိတယ်နောက်တစ်ခါ human scale ပေါ့နော်လူတွေနဲ့ပေါင်းသိဆက်ဆံတဲ့ဟာကိုကျမတို့လုပ်တက်လာတယ်ဆိုတော့ကျမတို့ဒီလိုပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒီအရာတွေအားလုံးကိုကျမတို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ကလေးတွေကိုကျမတို့က nature နဲ့ကြီးခိုင်းမလား nature ပဲတစ်ချိန်လုံးလုပ်မှာပေါ့နော် nature ဆိုရင်တော့ကျမတို့ကလေးကို over protection လုပ်တယ်ကလေးတွေကိုအများနဲ့ဆုံးဖြတ်ပေးတယ်ဆိုကလေးတွေကမတိုးတက်ဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ nature နဲ့ nurture ကိုကျမတို့အတူပေါင်းရမှာဖြစ်ပါတယ်ပေါ့နော်ဒီ nature ကကျမတို့ကလေးတွေကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးတဲ့အပြင်မှာမှ plus ပေါ့နော်ကျမတို့အများနဲ့ခိုးချင်းကိုကျမတို့အမြဲတမ်းဆက်လက်ပြီးတော့တွားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမဒီနေ့အနေနဲ့ကတော့ကလေးတွေကို nature နဲ့ပေးကြည့်ပါကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးပါကိုယ်တိုင်လှုပ်ခွင့်ပေးပါသူဒီကြီးလာတဲ့ခါမှာသူများကိုဗတ်တံမဖြစ်စေဖို့သူများဝန်တော့မဖြစ်စေဖို့အတွက်ကျမတို့ငယ်တဲ့ပြုစုပြုထောင်းမှာဖြစ်ပါတယ်ပြီးတော့ကျမတို့အမြဲတမ်း rational thinking ပေါ့နော်နောက် domino effect အဲ့ဒါတွေကိုစဉ်းစားတတ်အောင်ကျမတို့ပြုလုပ်ပေးဖို့အတွက်ဒီမှာဏိကုံချုပ်အနေနဲ့ပြောရှင်းပါတယ်ဆိုတော့တင်သီးကလေးများကို nature နဲ့ပေးကြည့်စေတော့သူဖြစ်မလား nurture နဲ့ဘယ်အမြဲတမ်း protection လုပ်နေမဲ့သူဖြစ်ပလားဆိုဒီနှစ်ခုပေါင်းစပ်လိုက်တယ်ဆိုရင်တော့ကျမတို့က coach ကိုယ်တိုင်ဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျမကိုအမြဲတမ်းအားပေးတဲ့เนาะအမြဲတမ်း follow လုပ်ထားတဲ့ဆရာမเนาะမိဘပြည်သူအပေါင်းကိုအားလုံးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျမတို့ကျမတို့ရဲ့မြန်မာပြည်အတွက်ကဘာမြေမှာရှိတဲ့ကလေးများအတွက်ကိုအကောင်းဆုံးဆက်လက်ပြီးတော့လှုပ်ဆောင်ကြရအောင်လို့ပြောကြရင်းပဲဒီမှာညီကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်